ဗုဒ္ဓဂုံတော်ရဲ့အ내ဒိဋ္ဌိကိုရှင်းပြပြီးတော့မှာရှင်ဗျာဗုဒ္ဓဆိုတာသူကကိုယ်တိုင်လည်းသစ္စာလေးပါးကိုသိတယ်သူများကိုလည်းသိအောင်ဟောပြောနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဖွင့်ဆိုတယ်ဗုဒ္ဓဆိုတာအမှန်တရားကိုသိသူလို့အဓိပ္ပာယ်ရတယ်မှန်ပါဗျာတနည်းအားဖြင့်လူတွေဟာအိမ်မောကြတာနဲ့တူတူပဲအမှန်တရားကိုမသိရင်အမှန်တရားနဲ့ပတ်သက်လာရင်လူတွေကအိမ်မောကြနေတယ်အိမ်မောကြနေတဲ့လူသားတွေထဲမှာပထမဆုံးနိုးထလာသူဆိုတဲ့အဓိပ္ပာယ်နဲ့ဗုဒ္ဓကိုလေနိုးသူဆိုတဲ့အဓိပ္ပာယ်နဲ့အဓိပ္ပာယ်ရတယ်အမှန်တရားကိုသိလို့တတ္တလောကကြီးတစ်ခုလုံးကိုလှုပ်နှိုးလိုက်သလိုအမှန်တရားကိုသိလာတယ်အမှန်တရားကိုသိရှိလာတယ်သစ္စာလေးပါးဆိုအမှန်တရားကိုသိရှိလာတယ်ကိုယ်တိုင်သိရှိပြီးတရားတွေကိုသိအောင်ဟောပြောပေးနိုင်တဲ့စွမ်းရည်တတိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုဗုဒ္ဓလို့ခေါ်တယ်နော်မှန်ပါဗျာနောက်တစ်ခုကတော့သစ္စာလေးပါးဆိုတာဘာပါလဲရှင်ဗျာလူငယ်များနားလည်အောင်ရှင်ဗျာရှင်းပြပြီးတော့မူပါသစ္စာလေးပါးဆိုတာအကြောင်းနှမျိုးအကျိုးနှမျိုးတင်ပါဗျာအကြောင်းနဲ့အကျိုးကိုရှင်းပြတာပဲတန်တရားထဲမှာတွေ့နေတဲ့အကြောင်းနဲ့အကျိုးကတစ်ခုအဲ့ဒီအဆင့်ကိုလွန်မြောက်သွားပြီးတော့ဆင်းရဲဒုက္ခတွေကလွတ်သွားတဲ့အကြောင်းနဲ့အကျိုးကနှစ်ခုတင်ပါဗျာရှင်းရှင်းပြောရမယ်ဆိုရင်သစ္စာလေးပါးဆိုတာယောဂဖြစ်ခြင်းနဲ့ယောဂပျောက်ခြင်းမှန်ပါဗျာအဲ့ဒါလေးနဲ့ကြည့်လိုက်ယောဂဖြစ်နေတယ်ယောဂဖြစ်ခြင်းရဲ့အကြောင်းတင်ပါဗျာယောဂဖြစ်တာကတစ်ခုယောဂဖြစ်ခြင်းရဲ့အကြောင်းကတစ်ခုနှစ်ခုဖြစ်သွားတယ်တင်ပါဗျာနောက်တစ်ခုကယောဂပျောက်ခြင်းနဲ့ယောဂပျောက်ခြင်းရဲ့အကြောင်းဖြစ်တဲ့ဆေးဝါးတင်ပါဗျာလေးခုရှိတယ်တင်ပါဗျာအဲ့ဒါလိုပဲဒီတရားဝါတွေဟာကြုံတွေ့နေရတာတွေအားလုံးဟာကျင့်တတ်เสียမကောင်းသည့်အတွက်ကြောင့်ဒုက္ခလို့ခေါ်တယ်အဲ့ဒါအမှန်တရားတစ်ခုဘဝကြီးဟာကျင့်တတ်เสียလားလို့ဆိုကျင့်တတ်เสียမရှိဘူးတော့မဟုတ်ရှိတယ်တင်ပါဗျာဒါပေမဲ့မကျင့်တတ်เสียတွေကပုံများဘာကြောင့်မကျင့်တတ်เสียတော့ဆိုစဉ်းစားကြည့်လိုက်ပေါ့ခဏလေးတင်မွေးလာပြီးတဲ့နောက်မှာဒုက္ခတွေကလည်းကြုံရတယ်ပြီးတော့ဘာဒုက္ခမှမကြုံဘူးဆိုတဲ့ပုဂ္ဂိုလ်တောင်တဖြည်းဖြည်းအိုးလာတယ်နောက်ဆုံးသိသွားတယ်ယောဂရတယ်ဒါဘာမှမတတ်နိုင်ဘူးတင်ပါဗျာဒါဒုက္ခအစစ်ပဲတင်ပါဗျာဟုတ်တယ်မဟုတ်မှန်ပါဗျာဒီကြားထဲမှာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေအများကြီးရှိတယ်အဲ့တော့လူဘဝကိုဒုက္ခလို့ပြောမလားလို့ဆိုပျော်ရွှင်တဲ့အချိန်လေးမှာတော့ဒုက္ခလို့ပြောခြင်းပြောလို့ရတယ်မှန်ပါဗျာသို့တော့ထာဝရပြောနေရတဲ့အပြောလားလို့ဆိုမဟုတ်ဘူးမှန်ပါဗျာဝမ်းနေရမယ့်အချိန်တွေဒုက္ခရောက်မယ့်အချိန်တွေအများကြီးပဲတင်ပါဗျာဒါကြောင့်မို့ဘဝဟာကျင့်တတ်เสียမဟုတ်ဘူးတင်ပါဗျာကျင့်တတ်เสียမဟုတ်ကျင့်တတ်เสียမဟုတ်တာကိုဒုက္ခလို့သုံးတာတင်နေရမှာအဲ့ဒီဒုက္ခဖြစ်နေတာဟာအကြောင်းပဲဖြစ်တာလားလို့ဆိုမဟုတ်ဘူးတဏှာဥဆောင်တဲ့ကိလေသာတွေကြောင့်ဖြစ်တာဒါကြောင့်မို့ဥစည်းခေါင်းဆောင်တစ်ခုကိုဥတည်ပြီးတော့လူကျင်မှုတတ်မဲ့မှုတွေ့တာမှုဆိုတဲ့တဏှာဟာဒီဒုက္ခကိုထုတ်လုပ်နေတယ်အကြောင်းပဲလို့ပြောတာကဒါတစ်ခုအဲ့တော့ဒုက္ခကိုဖြစ်စေရတဲ့အကြောင်းတရားရဲ့ရရှိထားတဲ့ဒုက္ခရဲ့အဲ့ဒီနှစ်ခုကလူတိုင်းကြုံတွေ့နေရတဲ့သစ္စာနှစ်ပါးအမှန်တရားတဏှာကြောင့်ဒုက္ခဖြစ်တယ်လို့ရှင်ဟုတ်တယ်တဏှာကြောင့်ဒုက္ခဖြစ်တယ်တင်ပါဗျာနော်တင်ပါတဏှာရဲ့တဏှာကြောင့်ဒုက္ခဖြစ်နေတယ်တင်ပါဗျာအဲ့ဒီတဏှာကဒုက္ခဖြစ်ခြင်းအကြောင်းပဲတင်ပါဗျာဖြစ်ပေါ်လာတဲ့အရာတွေကဒုက္ခတွေရဲ့အဲ့ဒါအကြောင်းနဲ့အကျိုးတင်ပါဗျာတခါအဲ့ဒီဒုက္ခကလွတ်မြောက်ဖို့ဆိုရင်ဒုက္ခချုပ်ငြိမ်းမှုဆိုတာမရှိဘူးလားဆိုရှိတယ်မှန်ပါဗျာယောဂဖြစ်ရင်ယောဂပျောက်ခြင်းဆိုတာရှိတယ်တင်ပါဗျာအဲ့ဒါလည်းပဲဒုက္ခဖြစ်ရင်ဒုက္ခချုပ်ငြိမ်းတယ်ဆိုတာရှိရမှန်ပါဗျာအဲ့ဒီဒုက္ခချုပ်ငြိမ်းသွားမှုဟာသူကအဆင့်တစ်ခုပဲအဲ့ဒါလည်းအမှန်တရားပဲအဲ့ဒီဒုက္ခချုပ်ငြိမ်းသွားတာဟာသူ့ဘာသူချုပ်ငြိမ်းတာလားဆိုမဟုတ်ဘူးတင်ပါဗျာမဂ္ဂင်၈ပါးအကျင့်တရားကိုမြတ်စွာဘုရားဟောတဲ့အတိုင်းကျင့်တဲ့အကျင့်မှန်တင်ပါဒုက္ခချုပ်ငြိမ်းမှုဆိုပြီးတော့ဘာသာတရားတွေကအမျိုးစုံကြိုးစားကြတယ်သူတို့လည်းသူတို့နည်းသူတို့ဟန်နေနဲ့လုပ်ကြတယ်တင်ပါဗျာဒါပေမဲ့လို့တကယ်ချုပ်နိုင်တဲ့အဆင့်ကိုသူတို့မတွေးကြဘူးမြတ်စွာဘုရားပွင့်လာတော့မှအဲ့ဒီအဆင့်ကိုလုံးဝရသွားတင်ပါဗျာအဲ့ဒါတော့ဘာလဲဆိုဝိပဿနာတရားပဲမဂ္ဂင်၈ပါးအကျင့်တရားပဲတင်ပါဗျာမဂ္ဂင်၈ပါးအကျင့်တရားမရှိဘဲနဲ့အစစ်အမှန်ဖြစ်တဲ့ထာဝရအငြိမ်းဆိုတာမရှိဘူးတင်ပါဗျာနော်ဒါကြောင့်မို့လို့အဆုံးတတ်တဲ့လမ်းဆုံးပန်းနိုင်ဆိုတာလည်းပဲမတူကြဘူးပေါ့နော်တင်ပါဗျာအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့အဖြစ်ဘက်မှာအကြောင်းနဲ့အကျိုးနှစ်ခုဒုက္ခကအကျိုးသမုဒိယတဏှာကအကြောင်းတင်ပါဗျာနိဗ္ဗာန်ဆိုတာအကျိုးနိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားဆိုတာကအကြောင်း
အဲ့ဒါကိုသစ္စာလေးပါအမှန်တရားလို့အရိယပုဂ္ဂိုလ်တွေသိတဲ့သစ္စာတရားလို့ဒီသစ္စာတရားကိုမသိဘဲနဲ့တန်တရားကလွတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့အကြောင်းကျိုးဆက်ပြီးဖြစ်နေသည့်အတွက်ကြောင့်အကြောင်းအစစ်အမှန်ကိုသိပြီးတော့လုံးဝဆေးကုတယ်လို့ပဲယောဂဖြစ်ခြင်းအကြောင်းကိုမသိလို့ရှိရင်ဒီယောဂပြောက်အောင်ကုနိုင်မှာမဟုတ်ဘူးအဲ့တော့ယောဂဖြစ်ခြင်းရဲ့အကြောင်းကိုသိပြီးတော့မှန်ကန်တဲ့ဆေးဝါးကိုတောက်နိုင်မှယောဂဆိုပြောက်တယ်နော်အဲ့ဒီသဘောပါပဲမှန်ပါဗျာနောက်ထပ်မေးခွန်းတစ်ခုကတော့ဇေဒီရုပ်ထုကိုးကွယ်ခြင်းဟာဘုရားအဆုံးအမနဲ့ညီပါလားဗျာမြတ်စွာဘုရားရှင်ကိုယ်တိုင်ရောဇေဒီရုပ်ထုကိုးကွယ်ဖို့မှာကြားခဲ့ခြင်းရှိပါလားရှင်ဗျာဇေဒီရုပ်ထုဆိုတာတော့ဘုရားလက်ထက်ကမရှိလို့အထူးမမှားခဲ့ဘူးမှန်ပါဇေဒီတေတာကိုတော့ရှိတယ်ပေါ့နော်မှန်ပါထူးခြားတဲ့ပုဂ္ဂိုလ်ရဲ့ကြံရစ်တဲ့ relate လို့ခေါ်တဲ့အယိုးဓာတ်တွေပေါ့အယိုးတွေကိုအဲ့ဒါတွေကိုလမ်းလေးစုံမှာတည်ထားမယ်ဆိုလို့ရှိရင်အဲ့နာရောက်တဲ့ပုဂ္ဂိုလ်တွေအလုံးဟာသူ့ရဲ့ဂုဏ်ကျေးဇူးတွေကိုတတိယပြီးတော့လက်ဥချိန်သွားမယ်စိတ်ထဲမှာကြီးညိုသရာတရားလေးတွေဖြစ်သွားမယ်ဆိုလို့ရှိရင်သူတို့အတွက်ကောင်းကျိုးချမ်းသာတွေဖြစ်ပွားတယ်တမပါဗျာဒါကြောင့်မို့စေရီတီထားကိုးကွယ်ခြင်းကဘုရားရဲ့မှာကြားချက်နဲ့ကြိုက်ပါတယ်မှန်ပါဗျာမြတ်စွာဘုရားကောင်းတဲ့တရားတွေအလုံးအဆင့်လိုက်ကောင်းကျိုးချမ်းသာရဖို့အတွက်နိလန်တစ်ခုပေးခဲ့တာပါပဲတရားတော့နော်ရှုပ်တုကတော့ဘုရားလက်ထက်ကမရှိခဲ့ဘူးပေါ့မှန်ပါဗျာနောက်ပိုင်းကျမှတူအောင်ထူဖို့ဆိုတာလည်းလွယ်တော့မလွယ်ဘူးပေါ့နော်မှန်ပါဗျာအဲ့တော့ဇေဒီယုတ်ကိုးကွယ်ခြင်းဒီဘုရားဆုံးမနဲ့ညီပါသလားဆိုရင်မြတ်စွာဘုရားပြိဋိဘံဆိုင်အနိမှာသူ့ရဲ့အယိုးဓာတ်တွေကိုလမ်းလေးစုံမှာတည်ထားပြီးတော့တည်ထားရမယ်ဆိုပြီးတော့ရှင်အနန္ဒကိုမှာခဲ့တာရှိတယ်မှန်ပါဗျာနောက်ပြီးတော့ဇေဒီလို့ခေါ်ရမယ်အယိုးဓာတ်တွေထည့်သွင်းထားတဲ့ထူပလောက်ထိုက်တဲ့ပုဂ္ဂိုလ်၄ဦးဆိုတာလည်းဟောကြားခဲ့တယ်မှန်ပါဗျာသဗ္ဗညုတဉ္ဉံရတဲ့မြတ်စွာဘုရားပိစိကဗုဒ္ဓမှန်ပါဗျာယဟန္တာပြီးတဲ့အခါကျတော့လူတွေကတကယ်သူတော်ကောင်းစကြဝဠာမင်းအဲ့ဒီ၄ခုဟာစေရီတည်ထားပြီးတော့အများစုကရှိုးသေးလိုက်တယ်လို့သူတို့ဟောထားရှိတယ်မှန်ပါဗျာနော်အဲ့တော့ဒါမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ညီပါတယ်လို့ပဲပြောရမှာပဲနော်မှန်ပါဗျာယနေ့ခေတ်တန်ခါများတယ်လီဖုန်းသုံးခြင်းစတိသပိတ်သုံးခြင်းစတဲ့အဖြစ်မှုများဝီနီးနဲ့ညီညွတ်မှုရှိပါလားရှင်ဗျာသုံးယုံနဲ့ကတော့သူကအပြစ်တို့ပြောလို့မရဘူးသူသုံးတဲ့ဟာတွေကဝီနီးစီကံဘက်ကိုချင်းတရားဘက်ကိုဖောက်ပြတဲ့နေရာမှာသုံးတာလားမှန်ပါဗျာဟုတ်တယ်မလားတယောက်နဲ့တယောက်လှမ်းဆက်သွယ်ပြီးตาเจ้าနာเจ้าပြောတာတို့ဟိုတယ်လီဖုန်းနဲ့ဆက်ပြီးတရားဟောတာတို့မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်ဗျာကောင်းတာပြောတာရောမဖြစ်နိုင်ဘူးဖြစ်နိုင်ပါတယ်ကောင်းတဲ့ဘက်သုံးလို့ရှိရင်တော့ဟိုအပြစ်တို့ပြောလို့မရဘူးမှန်ပါဗျာမကောင်းတဲ့ဘက်အဲ့တော့သူသုံးတဲ့သုံးပုံသုံးနည်းကိုပဲချိန်ပြီးတော့ဟိုသုံးတဲ့မသုံးတဲ့ကိုတတ်မှတ်ရမှာဖြစ်တယ်ပေါ့နော်မှန်ပါဗျာမြတ်စွာဘုရားခွင့်ပြုခဲ့တဲ့တပိတ်ကတော့တန်တပိတ်နဲ့မြေတပိတ်ပဲမှန်ပါဗျာအဲ့ဒီတန်တပိတ်နဲ့မြေတပိတ်ကိုခွင့်ပြုခဲ့တာဖြစ်တော့ကြောင့်တန်နဲ့လှုပ်တယ်ဆိုတဲ့အခြေခံစတိဟာတန်ရဖြစ်တယ်လို့ဆိုရင်တော့ဒါကတော့ဟိုသုံးလို့ရတယ်လို့ပြောနိုင်တယ်ပေါ့တန်ကိုအခြေခံထားတာဆိုရင်သုံးလို့ရတယ်အခုခေတ်လုံနေတဲ့ယွန်းတပိတ်ဆိုတာရှိတယ်အဲ့ဒါတော့မသုံးအောင်ယွန်းတပိတ်ကမသုံးနီးနဲ့လှုပ်ထားနေပါလေအဲ့ဒါမသုံးသင့်ဘူးတင်ပါဗျာအဖုံးကိုပြောတာမဟုတ်တပိတ်တလိမ့်လို့ပြောတာတပိတ်အလုံးဟာတန်နဲ့လှုပ်တာမဟုတ်ဘူးမြေကြီးနဲ့လှုပ်တာမဟုတ်ဘူးဆိုရင်မြတ်စွာဘုရားခွင့်ပြုတာကတန်နဲ့မြေကြီးနဲ့ဒီနှစ်ခုပဲခွင့်ပြုခဲ့တာဖြစ်လို့ဒီနှစ်ခုပဲသုံးသင့်တယ်သို့တော်စတိတပိတ်ကဝင်ဝင်လဲလဲအယောင်ကြီးဖြစ်နေတယ်ဟိုမြေတပိတ်တို့ဘာတော့မီးဖုတ်ထားတာဆိုတော့သူကအယောင်မဲတယ်ပေါ့မှန်ပါဗျာဟောစတိတပိတ်လည်းသုံးရင်ဝိနည်းစည်းကမ်းကိုလိုက်နာတဲ့တန်ခါအချို့ကြတော့ဘုန်းကြီးအချို့ကြတော့ဒီစတိကိုစီတုပ်ပြီးတော့မဲအောင်ဖုတ်ပြီးတော့သုံးရတယ်မှန်ပါဗျာဒီအယောင်ကြီးတော့မသုံးကြဘူးပေါ့နော်မှန်ပါဗျာအဲ့တော့စတိဟာတန်ဆိုလို့ရှိရင်တော့အတ္တထဲမှာတော့အကျုံးဝင်ပါတယ်မှန်ပါဗျာသို့တော့အယောင်တစ်ခုပဲစဉ်းစားရမှာပေါ့နော်မှန်ပါဗျာမှန်ပါဗုဒ္ဓဘာသာဝင်များမှာရွှေကျင်ခိုင်းစသဖြင့်ခိုင်းမျိုးကွဲနေရဘာကြောင့်ပါလဲရှင်ဗျာအဲ့လိုခိုင်းနေကွဲနေရရောဝီနီးနဲ့ဖျားဟောနဲ့ညီညွတ်ပါလားရှင်ဗျာဒီနေရာမှာခိုင်းကွဲတယ်ဆိုတာ group လေးတစ်ခုပါပဲဗမာပြည်မှာက
အယူဆကြောင့်ကွဲတဲ့ခိုင်းဟာရှားပါတယ် မှန်ပါဗျာ နော် မှန်ပါဗျာ ထင်ရှားကြော်ကြားတဲ့ဆရာတော်ကြီးတွေရဲ့နောက်ကသူ့တပည့်အစုလိုက်နာနေထိုင်မှုပဲအဆုံးအမနဲ့ပတ်သက်ပြီးလိုက်နာနေထိုင်မှုတွေကိုကဏ္ဍလို့ခေါ်တာ မှန်ပါဗျာ ရှေးဘုရင်တွေလက်ထက်မှာတော့ကာမဝါတီရွာเจ้าမှာနေတဲ့ခိုင်းကကာမဝါတီခိုင်း မှန်ပါဗျာ တောမှာနေတဲ့ခိုင်းကအရိညာဝါတီခိုင်းလို့ခိုင်းကြီးနှစ်ခိုင်းရှိတယ်ရှင်တော့ မှန်ပါဗျာ ဒါပုဂ္ဂိုလ်ရဲ့အကျင့်အနေထိုင်ကိုကြည့်ပြီးတော့ကွဲတဲ့အကွဲခုနဝီနည်းနဲ့ပတ်သက်တဲ့ကွဲတဲ့အကွဲမဟုတ်ဘူးဗမာပြည်မှာရှိတဲ့ခိုင်းနေ မှန်ပါဗျာ ဆရာအစဉ်ဆက်သူတို့ဆရာဆုံးမတာနောက်ကိုလိုက်တော့ပြီးတော့သူတို့ရဲ့ group အုပ်စုလေးတစ်ခုအနေနဲ့ဖွဲ့တာ မှန်ပါဗျာ အခုလည်းပဲတယ်လီဖုန်းထဲမှာ group ဖွဲ့တာတွေရှိတယ်မဟုတ်လား မှန်ပါဗျာရှိပါဗျာ ခိုင်းဆိုတာအဲ့ဒါပါပဲ group ဖွဲ့တာ မှန်ပါ နော်ကို group နဲ့သူ group နဲ့ရှိကြတာပဲလေ မှန်ပါဗျာ ပြောမယ်ဆိုရင်တော့နိုင်ငံရေးပါတီတွေလည်းသူပါတီနဲ့သူရှိကြတယ်လို့ မှန်ပါဗျာ သို့တော့အဲ့ဒီပါတီနှစ်ခုကရမဖြစ်ဖို့တော့အရေးကြီးတာပေါ့ မှန်ပါဗျာ ဒီတန်ဃာတွေလည်းခိုင်းနေရရမဖြစ်ဖို့ပဲအရေးကြီး မှန်ပါဗျာ ကို group လိုက်ကိုလိုက်နာကျင့်သုံးတာကတော့အပြစ်လို့ပြောလို့မရပါဘူး မှန်ပါဗျာ နော် မှန်ပါဗျာ မြတ်စွာဘုရားလက်ထက်တုန်းကတော့ဒီသုတ္တနိကဂိုင်းတို့အဘိဓမ္မိကဂိုင်းတို့ဒီလိုမျိုးတွေလည်းရှိပါတယ် မှန်ပါဗျာ ခရုလိုက်လေးတွေနေကြတာဒါလူရဲ့သဘာဝပါပဲ မှန်ပါဗျာ ဂိုင်းချင်းချင်းမတည့်ပဲနဲ့ရံဖြစ်နေရင်တော့အဲ့ဒါရံဖြစ်တာကတော့အပြစ်ပဲ မှန်ပါဗျာ အခုလို့အမည်နာမကွဲပြားနေခြင်းကအပြစ်မရှိပါဘူး မှန်ပါဗျာ စစ်တပ်မှတောင်မှပဲရေဓာတ်ရှိတယ်လေဓာတ်ရှိတယ်ကြီးဓာတ်ရှိတယ်သူခရုနဲ့သူပဲ မှန်ပါဗျာ ဟုတ်တယ်မဟုတ်လား မှန်ပါဗျာ အဲ့ဒါအပြစ်မဟုတ်ဘူးလူတွေမှာလည်းပဲ association တွေအများကြီးရှိတယ် မှန်ပါဗျာ ကိုရက်ွယ်ကိုဒေသကိုအနေကိုအဖွဲ့အသင်းတွေအများကြီးရှိတယ်အဲ့ဒီဘောပါပဲဒီဟာ မှန်ပါဗျာ အပြစ်မရှိပါဘူးဒီဟာတော့ဝိနည်းနဲ့လည်းဆန့်ကျင်မယ်မရှိပါဘူး မှန်ပါဗျာတတ်လို့စားခြင်းဟာဖျားဟောတဲ့ထဲမှာပါပါလားရှင်ဗျာမြတ်စွာဘုရားကိုယ်တိုင်ရောတတ်လို့စားတဲ့အကျင့်ကိုအကျင့်သုံးခဲ့ပါသလားမြတ်စွာဘုရားတရားဝါတွေကိုကယ်တင်ပေးတာဖြစ်တော်ညာလဲဘာကြောင့်မလို့သူတို့အသားနဲ့ချက်လုပ်ထားတဲ့ဟင်းများကိုဖုံးမိခဲ့ပါလဲရှင်ဗျာ တတ်လို့စားခြင်းကိုမြတ်စွာဘုရားကသီလအကျင့်ဖြစ်လည်းမဟောခဲ့ဘူးဒုတင်အကျင့်ဖြစ်လည်းမဟောခဲ့ဘူး မှန်ပါဗျာ ဘုရားမပွင့်ခင်ကတတ်လို့စားတဲ့အကျင့်တွေရှိခဲ့တယ် မှန်ပါဗျာ မြတ်စွာဘုရားကတော့အပြစ်ရှိတဲ့ဟာမှတားမြစ်တယ်အပြစ်ဆိုဒီမှာအကုသိုလ်ဖြစ်တဲ့အရာမျိုးကိုသာတားမြစ်ပြီးတော့အကုသိုလ်မဖြစ်တဲ့အရာမျိုးကိုတားမြစ်ခြင်းမရှိဘူး မှန်ပါဗျာ တော့မြတ်စွာဘုရားအစားအစာနဲ့ပတ်သက်ပြီးတတ်လို့စားရမယ်ဆိုတာမျိုးတော့ဉာဏ်တွေကိုလည်းမညွန့်ပြခဲ့ဘူးလူတွေကိုလည်းမညွန့်ပြခဲ့ဘူး မှန်ပါဗျာ အဓိကကတော့ဘာသာစာတမက်တမောကြီးအရသာပေါ်မှာတွေ့တာတဲ့ရတတဏှာဆိုတာကို မှန်ပါဗျာ မထားဖို့ပဲဆုံးမခဲ့တာဖြစ်တယ် မှန်ပါဗျာ မြတ်စွာဘုရားမပွင့်ခင်ကတော့တတ်လို့စားတာကိုအဓိကထားပြီးတော့တတ်လို့စားမှကိုကျင့်တရားပြည့်စုံတယ်တတ်လို့မစားလို့ရှိရင်ဒါအနတ်ဆိုးရှိတဲ့ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ပြီးတော့တတ်လို့စားတဲ့ပုဂ္ဂိုလ်တွေကတတ်လို့မစားတဲ့အသားစားတဲ့ပုဂ္ဂိုလ်ကိုကဲ့ရဲ့ရှုတ်ချခဲ့တယ်ဆိုတာ မှန်ပါဗျာ ရှိခဲ့ဘူးတယ် မှန်ပါဗျာ အာမခန္ဓာတုတ်တံဆိုတာတုတ်တနိဗ္ဗာန်ပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိတယ် မှန်ပါဗျာ တော့မြတ်စွာဘုရားအနေနဲ့ကတော့အစာအာဟာရကိုစားတဲ့အခါမှာ မှန်ပါဗျာ သူများအသက်တပ်ဖြတ်ထားတဲ့သူများရဲ့အသားပါရာမပါရာကိုစားတဲ့မစားတဲ့ဒီဟာကိုလုံးဝကိုချင်းတရားထဲမှာအထက်သွင်းပြီးမဟောကြဘူးရှောင်ကျင်ခြင်းကြောင့်ဖြစ်နိုင်တဲ့အကျိုးမရှောင်ကျင်ခြင်းကြောင့်ရလာမဲ့အပြစ်ဆိုတာမျိုးဟာ မှန်ပါဗျာ ကုသိုလ်အကုသိုလ်ဆိုတဲ့အပြစ်တွေမဖြစ်လို့မြတ်စွာဘုရားဒါကိုမဟောရလို့ဆိုရမယ်သို့တော့အသားစားမှုနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုပြညတ်ခဲ့တာရှိတယ် မှန်ပါဗျာ မအပ်တဲ့အသား10မျိုးကိုယဟန်တော်တွေမစားရဘူးအသား10မျိုးကိုတော့ရှောင်ကျဉ်ဖို့မြတ်စွာဘုရားဟောတယ် တင်ပါဗျာ ကျန်တဲ့အသားတွေကြတော့အချက်3ချက်လွတ်ကင်းလို့ရှိရင်စားနိုင်တယ်လို့ဒီလိုခွင့်ပြုတယ် တင်ပါဗျာ လူမျိုးနွယ်ချင်းဖြစ်တဲ့လူသား မှန်ပါဗျာ မစားသင့်ဘူး မှန်ပါဗျာ မျိုးနွယ်တူဖြစ်တာလို့မစားသင့်ဘူး မှန်ပါဗျာ ဆင်တို့မြင်းတို့ဟာဘယင်းခေတ်ကရင်ဖြစ်အသုံးပြုတယ်စစ်တပ်မှာအသုံးပြုတယ်
ဒါကြောင့်မို့ဒီအိန္ဒိယဆင်မြင်းကိုတတ်မိုးထားတယ်မှန်ပါဗျာဆင်သားမြင်းသားစားရဆိုရင်ဒီအိန္ဒိယအပြစ်ပေးတတ်တယ်ပေါ့နော်မှန်ပါဗျာဒါကြောင့်မို့ဆင်သားမြင်းသားမစားရအောင်မှန်ပါဗျာတောရိုင်းတိရစ္ဆာန်တွေရဲ့အသားဖြစ်တယ်ချင်းသေးတို့ကြားတို့တစ်တို့ဝံပလွေတို့အောင်းတို့ပေါ့နော်မှန်ပါဗျာအဲ့ဒီသားစားတ attva တွေရဲ့အသားကိုမစားရဘူးမှန်ပါဗျာဘာဖြစ်လို့အဲ့လိုပြညတ်တယ်လဲလို့ဆိုလို့ရှိရင်ယဟန်တွေကတရားကျင့်တဲ့အခါမှာတောထဲမှာကျင့်ကြတာရှိတယ်မှန်ပါဗျာတောထဲကျင့်တဲ့အခါမှာဒီ attva တွေကသူတို့အသားမျိုးစားထားတဲ့ပုဂ္ဂိုလ်ဆိုရင်အနံ့ခံနိုင်တယ်သူတို့မှန်ပါဗျာမှန်ပါဗျာအနံ့ခံနိုင်တော့အနေပေးတယ်မှန်ပါဗျာဥပမာမွေသားစားထားရင်မွေနှမ်းရတော့မွေရလိုက်တယ်မှန်ပါဗျာဒုက္ခပေးတယ်ကြားသားစားထားတဲ့ပုဂ္ဂိုလ်လည်းကြားအနံ့ရပြီးတော့လိုက်တယ်အဲ့လိုအန္တရာယ်တွေဖြစ်မှဆိုလို့အဲ့ဒီအသားတွေလည်းမစားသင့်ဘူးလို့ခွေးသားဆိုတာကြတော့မှန်ပါဗျာအိန္ဒိယနိုင်ငံမှာတကယ်ဇန်နေတဲ့ပုဂ္ဂိုလ်တွေစားတာအောက်တန်းကြတဲ့ပုဂ္ဂိုလ်တွေစားတာမှန်ပါဗျာလူအများစုကခွေးသားစားတယ်ဆိုရင်အထင်သေးမြင်နေဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့ခွေးသားဆိုတာလေမစားရဘူးเนาะမှန်ပါဗျာအဲ့လိုမစားရမယ့်အသားတွေကိုတော့သတ်မှတ်ပေးထားရှိတယ်မှန်ပါဗျာเนาะသူ့ချောင်းနဲ့သူပဲဒါတရားမှန်ပါဗျာခုနအစွန်းသုံးပါးဆိုတာကျန်တဲ့အသားတွေကြတော့မစ္ဆမန္တလို့သုံးလိုက်တယ်ပေါ့ရေသရဝါရဲ့အသားကိုမစ္ဆမှန်ပါဗျာကုန်းသရဝါရဲ့အသားကိုမန္တအဲ့ဒီအသားတွေကြတော့ဒီအချက်၃ချက်လွတ်ကင်းရမယ်အချက်၃ချက်ဆိုတာကိုယ့်အတွက်ရည်စူးပြီးတော့တတ်တာမှန်ပါဗျာကိုယ့်အတွက်ရည်စူးပြီးတော့တတ်တဲ့သားမျိုးမဟုတ်ရဘူးကိုယ့်အတွက်ရည်စူးတတ်တယ်လို့ဒီကိုယ်ကိုယ်တိုင်မြင်ရတဲ့သားမျိုးလည်းမဟုတ်ရဘူးမှန်ပါဗျာကိုယ့်အတွက်တမင်ဖန်တီးလုပ်တယ်လို့ဆိုတာကိုတန်တရားလည်းမရှိစေရအောင်မှန်ပါဗျာကိုလာမဒီဟင်းချက်ကျွေးတယ်ဆိုလို့ရှိရင်ဒါငါအတွက်တတ်တာပဲဖြစ်မယ်မှန်ပါဗျာအခုခေတ်ဟိုတယ်တွေမှာဆိုလို့ရှိရင်အကောင်ရှင်တွေကိုလက်ညှိုးထိုးပြီးတော့လုပ်တာတွေရှိတယ်လေမှန်ပါဗျာမှန်ပါဗျာနော်အရှင်းလိုက်ထားပြီးတော့အဲ့လိုဟာမျိုးဆိုရင်ယနေ့မစားရဘူးဘာသာဖြစ်ဖြစ်မစားရဘူးခုနမအပ်တဲ့အသားကအကြောင်းတစ်မျိုးပေါ့အခုကဒီစားနိုင်တယ်ဆိုတဲ့အသားမျိုးတောင်မှပဲအဲ့ဒီအချက်၃ချက်ကိုယ့်အတွက်တတ်တယ်ဆိုတာကိုယ်တိုင်မြင်တယ်သတင်းကြားတယ်တန်တရားရှိတယ်ဆိုမစားနဲ့မှန်ပါဗျာနော်မှန်ပါဗျာအဲ့ဒါကိုလူတွေပြောကြတယ်မြင်သားကြားသားတန်တရားဖြစ်တဲ့အသားမှန်ပါဗျာအဲ့ဒါဆိုရင်တော့မစားနဲ့ရှောင်လို့ဆိုလို့မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်တတ်လို့စားလို့ရှိရင်ရောကုသိုလ်ရနိုင်ပါဗျာရှိရချက်ပေါ်မှာမူတည်ပြီးတော့ပြောရမယ်ဘာအတွက်စားတာလဲတတ်လို့tradition ကြောင့်စားရလားသို့မဟုတ်ကိုယ်ရည်ရွယ်ချက်တစ်ခုကြောင့်စားရလားဒီတတ်လို့စားခြင်းဖြင့်နိဗ္ဗာန်ကိုရနိုင်တယ်ဆိုတဲ့တန်တရားကလွတ်နိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့စားရလားအဲ့ဒါရည်ရွယ်ချက်ကိုကြည့်ရမယ်မှန်ပါဗျာတန်တရားကလွတ်တယ်လို့ရည်ရွယ်ချက်နဲ့စားရင်ဒါမှားတယ်မှန်ပါဗျာတတ်လို့စားရုံနဲ့တန်တရားကမလွတ်နိုင်ဘူးမှန်ပါဗျာအကျဉ်းချင်းမှပဲရတယ်မှန်ပါဗျာ